ကဲအခုကျမတို့ရှင်ပြိုင်မဲ့ပွဲစဉ်ကတော့အခုပြိုင်မဲ့ပွဲစဉ်ကတော့အခုဟုတ်တယ်အခုပြိုင်မဲ့ပွဲစဉ်ကတော့ပင်စီကြီးနဲ့ဟုတ်တယ်ပင်စီကြီးနဲ့ပင်စီသေးနော်โอเคနော်ပင်စီကြီးနဲ့ပင်စီသေးနော်အမတို့ ready ပဲလား Yes အမတို့ကို ready ပဲလား Yes အမတို့ကို ready နော် Yes စပြီဂျမ်မင်ကြီးကပင်စီသေးလားပင်စီကြီးလားမရဘူးတော့โอเคလက်ပံပင်ကပင်စီကြီးလားပင်စီသေးလားလက်ပံပင်ကပင်စီကြီးလားပင်စီသေးလားဟုတ်တယ်ရသွားပြီတရား okay next ပြောင်းပင်ကပင်စီကြီးလားပင်စီသေးလားပြောင်းပင်ကပင်စီကြီးလားပင်စီသေးလားဟာအကုန်တိတ်မခုံဘူးနော်အကုန်တိတ်မခုံဘူးနော်နောက်ကမခွေမရအောင်နော် hello တရက်ပင်ကပင်စီကြီးလားပင်စီသေးလားဝါဟုတ်ပြီဒီကမိုက်တယ်ဟဲ့ okay next ရမယ်ပြီကျူပင်ကပင်စီကြီးလားပင်စီသေးလားဝါရသွားပြီဟဲ့ကဲနောက်တစ်ယောက်လာပြီဟဲ့မြောင်ပင်ကပင်စီကြီးလားပင်စီသေးလားဝါဒီရက်မှာတော်တယ်ဟဲ့ကဲနောက်တစ်ယောက်ဝါပင်ခုံမယ်နော်ဝါပင်ကပင်စီကြီးလားပင်စီသေးလားဝါဒီရက်လည်းတော်တယ်ဟဲ့ go စပိုက်ပဲလာပြီနောက်တစ်ယောက်တမယာပင်ခဏလေးပင်တမယာပင်ကပင်စီကြီးလားပင်စီသေးလားသူတမန်မဘူးလို့ okay လာပြီနောက်တစ်ယောက်မကြီးပင်ကပင်စီကြီးလားပင်စီသေးလားအမှုရမားရမရဘူးသွား okay မကြီးပြီးတော့ဘာလာမလဲကျွန်းပင်ကပင်စီကြီးလားပင်စီသေးလားဝါဒီတယောက်ကတော်တယ်ဟဲ့ကဲနောက်တစ်ယောက်ကြံပင်ကပင်စီကြီးလားပင်စီသေးလားအာဒီတယောက်ကစမဟဲ့ဝါနောက်တစ်ယောက်လက်ပံပင်ကပင်စီကြီးလားပင်စီသေးလားဟာဘုတ်ပင်ကြီးရဲ့ကြောက်စရာကြီးဟဲ့ကဲနောက်တစ်ယောက်ကဲရောင်းပင်ကပင်စီကြီးလားပင်စီသေးလားအာဒီတယောက်ကဒီတစ်ခေါက်တော့မှန်သွားပြီဟဲ့နောက်တစ်ယောက်လားတရက်ပင်ကပင်စီကြီးလားပင်စီသေးလားဝါကြီးရကြောက်ကြိုင်ကွာတော့ကဲနောက်တစ်ယောက်လာပြီနော်ကျူပင်ကပင်စီကြီးလားပင်စီသေးလားဟာစမဘွားဟဲ့ဒီနောက်တစ်ယောက်နောင်ပင်ပင်စီကြီးလားပင်စီသေးလားကဲဘုံဒီငါစတိကာတွေအများကြီးရပါပြီကဲနားမယ်နော်ဒီမှာပဲနားမယ်ချေတို့နောက်တစ်ပတ်မှချေတို့ပြန်ဆက်မယ်နော် bye bye class